ဘာဖြစ်နေကြတာလဲမင်းတို့အားလုံးသူမကမင်းတို့ဆွေမျိုးတယောက်လာပါလားကေမစ္စတာသူမကိုအလုပ်ဖြုတ်လိုက်โอเคသူမရဲ့အမြဲတမ်းဝန်ထမ်းအဆင့်ကိုအခုချက်ချင်းဖျက်လိုက်မယ်ပြောထားပြီးသားဒါနဲ့ဥက္ကဋ္ဌရှင်ဘလို့လုပ်ပြီးဒီလိုအကျင့်မကောင်းတဲ့လူတယောက်ကိုနှစ်သက်နိုင်တာလဲမင်းမလို့ဒီမှာတော့မထွက်သေးတာလဲဥက္ကဋ္ဌရှင်ကိုကိုယ်တိုင်ထွက်ခိုင်းစေခြင်းလို့လားဥက္ကဋ္ဌရှင် boss အဆင်ပြေလားနောက်ပိုင်းမှာကျမရဲ့အလုပ်လုပ်ပုံကနည်းနည်းပေါ်ပါသွားတာကိုလက်ခံပါတယ်ဒါပေမဲ့တင့်ကိုအစိတ်မပေးခဲ့ပါဘူးကျမတင့်ကိုလုံးဝသစ္စာရှိပါတယ်ဥက္ကဋ္ဌရှင်ကန်ဒီနဲ့အဆုတ်တက်သွားပြီဖယ်ပါဂျန်နာနာမင်းအယူလားမင်းတကယ်ပဲဥက္ကဋ္ဌရှင်ကိုထိုးလိုက်တာလားကျမ huge menu ဘလုပ်နေတယ်မင်းပါတိလဲဒီနေ့ဥက္ကဋ္ဌရှင်ကိုဘာမှဖြစ်သွားရင်မင်းမလွတ်နိုင်ဘူးတော်တော်ပဲမင်းယောက်ျားတစ်ယောက်ကိုမမြင်ဘူးလားယောက်ျားတစ်ယောက်လိုအပ်လို့